တင်အမားလုံမိတိုင်းလူတိုင်းကတင့်ကိုပဲကြည်နေတယ်လို့ထင်နေပါသလားဒါမှမဟုတ်ကျွန်တော်တို့အသက်ရှူတဲ့အောက်ဆီဂျင်ရဲ့တဝက်ကျော်ကတစ်ပင်တွေကရတာမဟုတ်ဘူးဆိုတာတင်ယုံနိုင်မှာမလားဒီနေ့မှာတော့အုံနောက်ကိုလှုပ်ခါသွားစီမဲ့ကျောင်းမှာတင်မသိခဲ့ရတဲ့ကဘာကြီးနဲ့ကိုခန္ဓာရဲ့လှုပ်ဝက်ချက်၅ခုကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာကဲဒါဆိုရင်တော့ဗီဒီယိုလေးစလိုက်ရအောင်နံပါတ်1အောက်ဆီဂျင်ရဲ့လှုပ်ဝက်ချက်ပထမဆုံးအချက်ကတော့ကျွန်တော်တို့အသက်ရှူတဲ့အောက်ဆီဂျင်အကြောင်းမှာတစ်ပင်တွေနဲ့တစ်တောတွေကအောက်ဆီဂျင်ကိုထုတ်ပေးတယ်လို့သင်ယူခဲ့ရပေမဲ့တကယ်တော့ကမ္ဘာပေါ်ကအောက်ဆီဂျင်ရဲ့90%ကပင်လယ်သမုဒ္ဒရာကနေလာတာပါပင်လယ်ရေမှာရှိတဲ့ဖလက်တွန်လို့ခေါ်တဲ့သေးငယ်တဲ့ရေညှိနဲ့အပင်လေးတွေကနေရောင်ခြည်ကိုအသုံးပြုပြီးအောက်ဆီဂျင်ကိုထုတ်လုပ်ပေးနေတာပဲဖြစ်ပါတယ်ဒါကြောင့်သမုဒ္ဒရာတွေကကျွန်တော်တို့ရဲ့ကမ္ဘာကြီးရဲ့အဆုပ်ရဲ့တဝက်ဖြစ်နေတာပါနံပါတ်2နပိုလီယန်ကိုယုံနေတိုက်ခတ်ခဲ့ခြင်းဒီဒုတိယအချက်ကတော့နည်းနည်းတော့ရည်စရာကောင်းပါတယ်တမိုင်းတွေကထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်ကမ္ဘာကျော်စစ်ကောင်းဆောင်နပိုလီယန်ဘိုနာဘက်ဟာတစ်ချိန်ကရုံးအုပ်စုကြီးရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရမှုပါတယ်1809ခုနှစ်ကသူကယုံလိုက်ပွဲတစ်ခုကိုစီစဉ်ခဲ့ပါတယ်ဒါပေမဲ့အမဲလိုက်ဖို့လွတ်လိုက်တဲ့ယုံထောင်ပေါင်းများစွာကသူတို့ရဲ့ကြောက်ရွံ့မှုတွေကိုဘေးဖယ်ပြီးနပိုလီယန်နဲ့သူ့လူတွေကိုပြန်ပြီးတိုက်ခိုက်လို့ထွက်ပြေးခဲ့ကြရပါတယ်နောက်ဆုံးမှာတော့နပိုလီယန်အရှက်ရစွာနဲ့သူ့ကိုယ်သူကယ်တင်ဖို့ထွက်ပြေးခဲ့ရပါတော့တယ်ဒါဟာတမိုင်းမှာမှတ်တမ်းတင်ထားတဲ့အကြီးမြတ်ဆုံးစစ်ကောင်းဆောင်တဦးရဲ့အရှက်ရစရာရှုံးပွဲတစ်ခုပါပဲနံပါတ်3တင့်ခန္ဓာကိုယ်တွေက acid တတိယအချက်ကတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကအင်မတန်အစွမ်းထက်တဲ့အရာတစ်ခုပါလူအစာအိမ်ထဲမှာရှိတဲ့ stomach acid ကဗရိတ်ဓာတ်တွေကိုတော့မှအရေးဖြောပြနိုင်တဲ့အထိအစွမ်းထက်ပါတယ်ကျွန်တော်တို့ရဲ့အစာအိမ် acid ရဲ့ pH level ဟာ 1.0 ကနေ 3.0 လောက်ထိရှိပါတယ်ဒါဟာတန်ကြီးချွတ်စေဘက်ထရီအက်ဆစ်လိုမျိုးအစွမ်းထက်တာကြောင့်ကျွန်တော်တို့စားလိုက်တဲ့အစာတွေကိုဓာတုဗေဒနည်းအရလျင်မြန်စွာခြေဖြတ်ပေးနိုင်တာပဲဖြစ်ပါတယ်နံပါတ်4 the spotlight effect ဒီလှုပ်ဝက်ချက်ကတော့စိတ်ပညာ psychology တွေကပါတင်တစ်ခုခုအမှားလုံးမိလို့ဒါမှမဟုတ်ထူးထူးခြားခြားဝစ်စားစီရင်ထားလို့လူတိုင်းကတင့်ကိုကြည့်နေတယ်တင့်ကိုသတိထားမိနေတယ်လို့ခံစားဘူးပါသလားဒီခံစားချက်ကိုစိတ်ပညာမှာတော့ the spotlight effect လို့ခေါ်ပါတယ်တကယ်တော့တင့်ပေါ်လူတွေထားတဲ့အာရုံစူးစိုက်မှုကတင်ထင်ထားတာတဲ့ပို့ပြီးတော့အများကြီးနည်းပါတယ်လူတိုင်းကသူတို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ပြဿနာတွေမှာပဲအာရုံစိုက်နေကြတာပါနောက်တစ်ချိန်လူတွေကတင့်အမားကိုပဲစိုက်ကြည့်နေတယ်လို့ထင်ရင်မှတ်ထားပါမီးမောင်းထိုးခံရတာဟာတင့်စိတ်ထဲမှာပဲဖြစ်ပွားနေတာပါဒီလိုတွေးလိုက်ရင်ဖိအားတွေရော့ကျသွားပါလိမ့်မယ်နံပါတ်5ကမ္ဘာပေါ်မှာအပြင်းဆုံးမြစ်ဒီနောက်ဆုံးချက်ကတော့ပထဝီဝင် geography တွေကထူးဆန်းတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်ကမ္ဘာပေါ်မှာရေစီးနှုန်းအနည်းဆုံးနဲ့အပြင်းဆုံးမြစ်တစ်စင်းရှိပါတယ်ဒါကတော့ American ပြည်ထောင်စုမိုတာနာပြည်နယ်ထဲမှာရှိတဲ့ Road River ပဲဖြစ်ပါတယ်ဒီမြစ်ကဘယ်လောက်တိုလဲဆိုရင်သူ့ရဲ့ရှည်ဟာမီတာ60ပေ200လောက်ထိပဲရှိပါတယ်ဒါပေမဲ့ဒီမြစ်ဟာကမ္ဘာအတိုဆုံးမြစ်ဖြစ် Guinness World Record ကတရားဝင်မှတ်တမ်းတင်ထားပေးခဲ့မှုပါတယ်ဒီမြစ်ရဲ့ရေစီးနှုန်းကအရန်နှေးလွန်းနေတဲ့အတွက်တချို့နေရာတွေမှာရေစီးတာရက်တက်နေတယ်လို့တောင်ထင်ရပါတယ်ကြီးမားတဲ့အမေဆုံးဒါမှမဟုတ်နိုင်မြစ်တွေနဲ့ရှင်တော့ Road River ရဲ့တည်ရှိမှုကအံ့ဩစရာတစ်ခုပဲဖြစ်ပါတယ်ကဲဒီနေ့မှာတော့အောက်ဆီဂျင်ရဲ့လှုပ်ဝက်ချက်ကနေအပြင်းဆုံးမြစ်အထိထူးဆန်းတဲ့အချက်5ချက်ကိုသိရှိသွားပြီလို့ထင်ပါတယ်ဒီချက်တွေတဲကဘယ်တစ်ခုကတင့်ကိုအံ့အားသင့်ဆုံးဖြစ်စေခဲ့လဲဆိုတာကိုကွန်မန့်မှာပြောပြပေးခဲ့ပါအောင်နောက်ပတ်တွေမှာဘလို့ထူးဆန်းတဲ့အကြောင်းအရာတွေကိုသိကျင်လဲဆိုတာကိုလည်းမေးကြနိုင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်